အားလုံးပဲမြင်ပါပါ Lucky Day Sport ဒါ channel ကနေညီကိုအားလုံးကိုပြန်လဲကြိုးဆက်ပါရယ်ဒီနေ့မှဆိုလဲဒါ Champion League ရောင်းဆက်လျှောက်တာဒုတိယအကြော့ဒါဒုတိယညပွဲစဉ်လေးကိုကျွန်တော်ဒါသုံးသပ်မှုပြုလုပ်ပေးတော့ပါမယ်ကျွန်တော်ရဲ့ channel လေးကိုဒါမကြွရသေးတဲ့ညီကိုရှိရင်ဒါ channel လေးကိုဒါ subscriber လေးဒါလုပ်ပေးကြအောင်ဗျကျွန်တော်ဒါမနေ့ကဆိုလဲဒါ member ပွဲလေးဒါ Telegram မှာရှာပေးရကျွန်တော်ဒီနေ့မှလဲဒါတပွဲကောင်းနဲ့ဒါမောင်းကကလေးတွေကိုဒါ Telegram channel မှာကျွန်တော်ရှာပေးတော့ပါမယ် Telegram channel ကိုဒါမကြွရသေးတဲ့ညီကိုရှိရင်ကျွန်တော်အခု video ရဲ့အောက်က comment မှာကျွန်တော်ဒါ Telegram link လေးရှာပေးထားမယ်ဗျကဲဒီနေ့မှာတော့ဒါ Champion League ဒါရောင်းဆက်လျှောက်ဒါဒုတိယအကြော့ဒါဒုတိယညမှာဆိုတော့ဒါရင်ခုံမို့ကောင်းတဲ့ပွဲတွေကတော့ဒါအဲ့လောက်ကြီးတော့မရှိဘူးဒါပေမဲ့ပွဲကြီးပွဲအောင်တပွဲတော့ရှိတယ်ဒါကတော့ဒါ Atletico နဲ့ရီယယ်မက်ဒရစ်ဒါကျန်တဲ့ပွဲတွေကတော့ဒါ Arsenal တို့ကလည်းဒါပထမအကြော့ဒါဂိုးပြတ်ထားပြီးAston Villaဒါပြင်ဒါလိုင်လီနဲ့ဒုံးဝင်ကလည်းအဲ့လောက်ထိဒါရင်ခုံမကောင်းဘူးဆိုဒီရင်ခုံမကောင်းတာတော့ဒါ Atletico Madrid နဲ့ရီယယ်မက်ဒရစ်ဒီပွဲလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ကဲကျွန်တော်ဒါဒီပွဲလေးတွေသုံးသပ်ပြုလုပ်လိုက်အောင်ဒါအရင်ဆုံးကျွန်တော်ဒါလိုင်လီနဲ့ဒါဒေါမဝင်တို့ရဲ့ဒါပွဲလေးကိုကျွန်တော်ဒါသုံးသပ်မှုလေးပြုလုပ်သွားပါမယ်ဒီပွဲမှာဆင်ရလိုင်လီကဒါပြင်သစ်ကွင်းဆိုတော့ဒါပြင်သစ်ကတည့်ရတိုင်းအင်ကွင်းမှာဆိုတာ PPCC ကစားလေးရှိတယ်ဒီနေ့ဒေါမဝင်ကကြီးမကျော်ဒေါမဝင်ကဒါတေး20ရှိကြီးကျော်လာတယ်ဗျကျွန်တော်ခဏကြီးကြီးမှာတော့ဒါဘယ်လိုပြောရမလဲဒါဒဲကြီးဆိုတဲ့ပုံစံမျိုးဖြစ်ထားတယ်ဂိုးပုံကြီးမှာတော့2-80ဒီနေ့လိုင်လီကဒါပြင်တဲ့အသင်းက PP အင်ကွန်းမှာပြန်လို့ကြီးမကြောဘူးပဲဘာဖြစ်လဲဆိုပြင်တဲ့အသင်းတွေကဒါအင်ကွန်းမှာဆို PPCC ကစားတဲ့အသင်းကြီးတွေတောင်မှဒါတွင်းမလာနိုင်တဲ့အနေအထားမှာဒီနေ့လိုင်လီကဘာဖြစ်လို့ကြီးမပေးလာဘူးလဲဗျမှန်မှန်ဆိုရင်လိုင်လီကြီးပေးကိုပေးလာမယ်အနေအထားဒါကတော့ဘူကီရီလှဲ့တပွဲလာကျွန်တော်အရှာကြီးကြည့်ရမယ်တောင်းမွေးကဒါအဝေးကွင်းမှာဒါ1+50 sorry အင်ကွန်းမှာ1+50ဆိုတဲ့ကြီးမျိုးလိုင်လီကိုပေးရတယ်ဗျအင်ကွန်းမှာ1+50ဒီပွဲမှာတကယ်လို့အင်ကွန်းအဝေးကွင်းကြီး100ပြားဟာကြီး100ကွာဟာလို့ရှိရင်ဒီနေ့ပွဲကဒါဒေါမဝင်က150ပေးရတယ်ဗျ150ပေးရဒါပေမဲ့ရှည်စွန်းရကြည့်ပဲဒါပြီးအင်ကွန်းအဝေးကွင်းကြည့်မယ်ဆိုလိုင်လီရဲ့အင်ကွန်းကတော်တော် short တက်လို့မရဘူးအဲ့လိုအနေထားကြောင့်လိုင်လီကတော့ကြီးပေးတင်တယ်လို့ထင်တယ်ဒါပေမဲ့ပေးထားတာကတော့ဒါဒေါမဝင်ကပေးထားတယ်ဂိုးပေါင်းကြီးမှာ2-80ပထမအကြောက်ဘုံကလည်းဒါရလက်ကမပြတ်သားတဲ့ရလက်မျိုးဗျာ1-1မပြတ်သားတဲ့ရလက်မျိုး1-1ဆိုတော့ဒီနေ့အမှန်တကယ်ကဒေါမဝင်ကအဝေးဝင်ညနေပြတာချန်ပီယံလိမှာဆိုတော့တည့်ရတိုင်းနည်းနည်းတော့ထိန်းကန်တယ်ဗျာဒါပေမဲ့သူဂျာမန်ထဲမှာဆင်ဒါအဝေးဝင်ညံ့တဲ့အထက်မှာပါတယ်လိုင်လီကဒါ short တက်လို့မရဘူးဒါအိမ်ကွင်းဆင်တော်တော်လေးဒါ PPCC ကစားတဲ့အသင်းထဲမှာပါတယ်ဒီနေ့ကျွန်တော်ဒီပွဲရဲ့ကြီးကိုကြည့်ရမယ်ဆိုဒေါမဝင်ကဒါ320ရှုံးထိပေးလာတယ်320ထိပေးလာတယ်320ထိပေးလာတယ်ဆိုတော့ဒီပွဲကဂိုးပေါင်းကြီးကိုကြည့်လိုက်တော့2-80ဆိုတော့ဂိုးအများကြီးသွားဘက်ကိုမရှိဘူးကျွန်တော်အမှန်ကဒီပွဲကတေးဘက်ကိုတော့သွားတော့တော်တော်လေးများတဲ့ပွဲမျိုးပြဒါလိုက်လီရဲ့ဒါအင်ဝင်းဖြတ်သားမှုကိုကြည့်ရင်ဒါချန်ပီယံလိမှာအင်ဝင်းဖြတ်သားမှုကိုကြည့်ရင်ဆိုတာကျွန်တော်ညီကိုတို့တစ်ချက်ကြည့်ပါမယ်ဒါအဲ့ဒီအင်ဝင်းဖြတ်သားမှုကတော်တော်လေးကောင်းတယ်ဗျဒါဖီနီကို7-1နိုင်တယ်ဒါအင်ဝင်းမှာဒါပြီးရင်ဒါစရာဘရက်ကိုဒါ3-2ဆိုတဲ့ပုံစံမျိုးနဲ့နိုင်တယ်ဒါအင်ကွန်းမှာ2ပွဲနိုင်တယ်ဂျူပင်ကိုတေးကြားထားတယ်အင်ကွန်းမှာ3ပွဲတေးချုံးပွဲမရှိသေးဘူးဒါအင်ကွန်းမှာတော်တော်လေးကောင်းတယ်ဒါရီယယ်မက်ထက်ကို 1C ဆိုတဲ့ပုံစံမျိုးဒါအင်ကွန်းမှာဒါချန်ပီယံလိမှာဒါလိုင်လီအနေနဲ့ရီယယ်မက်ထက်ကို 1C ဂျူပင်တက်ကို 1-1အင်ကွန်းမှာရှုံးပွဲမရှိကစားထားတယ်ဗျသူကအုပ်စုပွဲစဉ်ကဒီအချိန်ထိအင်ကွန်းမှာရှုံးပွဲမရှိကစားထားတဲ့အသင်းကဒီနေ့တကယ်လို့ဒေါမဝင်လို့အဝေးဝင်ညံ့တဲ့အသင်းကိုကြီးပြီးကိုပေးရမှာဘာဖြစ်လဲဆိုရီယယ်တို့တော့နိုင်ခဲ့တယ်အင်ကွန်းမှာရှုံးပွဲမရှိဒါချန်ပီယံလိကိုဖြတ်တန်းလာတယ်အနေထားဒါပေမဲ့ကျွန်တော်တစ်ချက်ချင်တာဒီဟာအသင်းဘယ်လိုပြောမလဲအခမဲလို့ဒါချန်ပီယံလိကိုတဘာရှိတယ်ဒါဒေါမဝင်ကြောင်းများကြီး20ပေးထားတာကျွန်တော်ကတော့ဒီကြီးရတာဘူဂီလှည့်နေတဲ့ပုံစံမျိုးကျွန်တော်ထင်တယ်အနည်းဆုံးလိုင်လီအနေနဲ့အင်ကွန်းမှာဒေါမဝင်ကိုဘယ်လိုဖြစ်တေးတော့ကစားနိုင်နေဗျကျွန်တော်ကတော့ဒါအဲ့လိုပဲသုံးသပ်ရှင်ပါတယ်ဒီပွဲကဒါပြင်းတဲ့အသင်း PP အင်ကွန်းမှာ PPCC ကစားမဲ့ကျွန်တော်ကဒိုင်လီကိုပဲဒါရွေးချယ်ခြင်းပါတယ်ဘာပြောလဲဆိုရင်ဒါလိုင်လီရဲ့တည့်ရတိုင်းအင်ကွန်းမှာဆိုအသေးချာလေးကစားမယ်ဒေါမဝင်ကဒါအဝေးအင်ကွန်းမှာတော့1-1ပဲတေးကြတဲ့အနေထားဒါလိုင်လီရဲ့ချန်ပီယံလိဒါအဝေးကွင်းရစကိုကြည့်မယ်ဆိုရင်လည်းတော်တော်လေးကောင်းတယ်ရှုံးဝဲမရှိကစားထားတယ်အဲ့လိုအနေထားမှာ sorry အင်ကွင်းရစကိုကြည့်မယ်ဆိုရှုံးဝဲမရှိကစားတယ်အဲ့လိုအနေထားမှာဒီနေ့လိုင်လီကကျင်းမပေးလာဘူးဆိုတာဘူဂီရီအနေနဲ့လိုင်လီကိုမနေကြအောင်ပေးထားတဲ့သဘောမှာရှိတယ်အဲ့လိုအနေထားမှာကျွန်တော်ကရွေးချယ်ရမယ်ဆိုလိုင်လီပေါ်ဒီလိုင်လီအနည်းဆုံးဒီနေ့ဒီပွဲမှာတေးတော့ကစားနိုင်တယ်လို့ကျွန်တော်သုံးသပ်ချင်ပါတယ်ဗျဒါကတော့ဒါကျွန်တော်ရဲ့တူတယောက်ထက်မြန်မာကျွန်တော်ဒါပွဲလေးတွေကိုလူတူရှင်းလေးတွေဒါသုံးသပ်ပြပါမယ်နောက်တစ်ပွဲကတော့ဒီနေ့ပွဲတွေကတော်တော်စိတ်ဝင်စားတော့ကောင်းတဲ့ပွဲကတော့ဒီဒေါမဝင်တို့အပြိုင်ဆိုင်နောက်ပွဲတွေကဒါကစားလို့အဲ့လောက်ထိတော့
ရွေးချယ်ကနည်းနည်းကျင်းကျက်တဲ့အထက်ပါအာဆင်နယ်ဆိုလဲဗျာပထမကြော7-0 7-1ဆိုတဲ့ပုံစံမျိုးနဲ့ဂိုးပြထားပြီဆိုတော့နည်းနည်းအနေထက်တာအက်စတွန်ဗီလာဆိုလဲဒါ3-1ဒီမှာတစ်ရှိကြည့်မယ်ဗျနောက်တစ်ခွက်ကကျွန်တော်ရီယယ်မက်ထရစ်နဲ့ဒါအက်တလက်တီကိုမက်ထရစ်နဲ့ရီယယ်မက်ထရစ်ပွဲလေးကိုကျွန်တော်ဒါနည်းနည်းလေးသုံးသပ်ပြဒီပွဲမှာအက်တလက်တီကိုကတေးကြဲကြီးဗျတေးတစ်ဆက်မြန်မာကြီးမှာဦးတေးတစ်ဆက်ဆွဲပေးကိုကြီးကိုပေးလာတယ်ဂူပေါင်းကြီးကိုကြည့်မယ်ဆိုရင်3 plus 50ဒီပွဲကိုကြည့်ရင်ကြီးမှန်လို့ပြောလို့ရတယ်ဘာဖြစ်လဲဆိုရင်ရီယယ်မက်ထရစ်ကအိမ်ကွင်းမှာဒါအသင်းကြီးပြီးအိမ်ကွင်းမှာတေးအရှုံးပေးရတယ်ဗျတေးအရှုံးဆိုတော့ဒီနေ့အဝင်းကွင်းမှာဒဲကြီးဆိုတာဖြစ်တဲ့ဒါကြီးမှန်လို့ပြောလိုက်ရတာဂိုးပေါင်းကြီးကိုကျွန်တော်တရှိကြည့်ရင်3 plus 50တရှိရှိတာအက်တလက်တီကိုရဲ့အိမ်ကွင်းမှာရီယယ်မက်ထရစ်အနေနဲ့ဒါလွယ်ကူအောင်မလားပြောလို့များဗျရီယယ်မက်ထရစ်ကအခုခရစ်စမန်တို့ဒါအယ်ဘာရဲ့ကာတာမန်စီးတီးကပြောင်းလာတဲ့အယ်ဘာရဲ့ကလေးကတော်တော်လေးရှေ့စွင်းဒါအက်တလက်တီကိုမှာတောက်ပနေတဲ့အနေအထားမှာရှိတယ်ဂျီယယ်မှာတော့ဂျီယယ်တိုက်ဆက်ကိုကတော့ဒါကောင်းလာတော့ပြောကြမလို့နောက်သိနေနေရှင်ဂျီယယ်ကဒါဘာဘေတို့ဒါဘယ်နီရှက်တို့ဒါရိုဒီကိုဒါနောက်ကိုသူတို့ရဲ့နောက်ကထောက်ထားရလို့ကြည့်ရမယ်ဆိုဒါဘယ်လီကန်တို့ဒါမော်ဒရစ်တို့နဲ့ထွက်လာမယ့်အနေအထားမှာရှိတယ်ဒါ PPCC အဝေးကုန်းဆိုပြီးမှဒါပေမဲ့တမိုင်းစင်လာလေးကကြည့်မယ်ဆိုရင်ဘယ်လိုပြောရမလဲချန်ပီယံလိမ့်မှာဆိုရီယယ်မက်ထရစ်ကအားသာရှိပြဒါဖိုင်နယ်မှာ2ကြိမ်တော့မှဒါအက်တလက်တီကိုဒါဖြတ်ခဲ့တဲ့အနေထားဒါပေမဲ့တရှိတာသူတို့နှစ်တင်းကနည်းနည်းလေးစဉ်းစားအောင်ဆိုတေးဘက်ကိုတော်တော်လေးများတယ်ဆိုတာကဒီနှစ်တင်းကဒီမှာကြည့်မယ်ကျွန်တော်ချန်ပီယံလိဖြတ်သားမှုတော့ပြောင်းလို့ကြည့်မယ်ဆိုနောက်ဆုံး2-1ဒါ2000နဲ့ဒီမှာကျွန်တော်ကြည့်ထားတဲ့လောက်ဆိုဒီမှာ2019မှာဆို37ဒါ1-3အိမ်ကွန်းမှာနှစ်ကြော်စလုံးကတော့ဒါအဝေးကွန်းမှာရှုံးခဲ့ပြီမဲ့အိမ်ကွန်းမှာနိုင်ခဲ့တယ်အဲ့လိုအနေထားမှာရှိတယ်ဒါပေမဲ့ဒီ final stat တွေမှာကြည့်မယ်ဆိုရင်ဒါ2-1ဆိုတဲ့ပုံစံမျိုးနဲ့အိမ်ကွန်းမှာနိုင်ခဲ့တယ်အဝေးကွန်းမှာ3-0ရှုံးခဲ့တယ်အက်တလက်တီကရီယယ်မက်ထရစ်ကအက်တလက်တီအိမ်ကွန်းမှာ2-1နဲ့နိုင်ခဲ့တယ်ဒါပေမဲ့အဝေးကွန်းမှာ3-0ဆိုတဲ့ပုံစံမျိုးနဲ့2019မှာဆိုတော့အဲ့လိုမျိုးနောက်တစ်ဆင့်တက်သွားတဲ့အနေအထားမှာရှိတယ်အက်တလက်တီရဲ့အိမ်ကွန်းမှာတော့လွယ်တော့မလွယ်ဘူးဗျဒါနောက်ဒါချန်ပီယံလိမ့်မှာဆို1-1ဒါပင်လယ်တီအဆုံးဖြတ်နဲ့ဒါ5-3ဆိုတဲ့ပုံစံမျိုးနဲ့နိုင်သွားတယ်ဒါကတော့ဒါ2016နည်းနည်းတော့အလှမ်းဝေးသွားပြီပဲကွာ2016အခု2025ဆိုတော့ဒီလိုအချိန်မျိုးမှာကြည့်ရမယ်ဆိုရင်ဒီနေ့ကစားသမားအစုအဖွဲ့ပုံစံနဲ့ကြည့်ရမယ်ဆိုအက်တလက်တီကိုမက်ထရစ်ကအိမ်ဝင်ဖြစ်ပြီးမှပထမကြော့ကန်သွားတဲ့ရှေးနဲ့ကြည့်မယ်ဆိုရင်ပထမကြော့သူအဲ့လောက်ထိလှုပ်သားမရခဲ့ဘူးဗျ6ကြိမ်ကဂိုးပေါက်2ကြိမ်တဲ့တလုံးဂိုးဝင်သွားတဲ့အနေထားအဲ့လိုမှ2-1ရဲ့စမ်းမျိုးထွက်သွားတယ်ဒီနေ့ရီယယ်မက်ထရစ်ကဒါအဝေးဝန်းဆိုပေမဲ့ဒါချန်ပီယံလိမ့်မှာတည့်ရတဲ့ရီယယ်မက်ထရစ်ဘယ်လောက်ထိ PPCC ကစားလဲဆိုတာကိုအခုလက်ရှိမှာဘယ်လိုပြောရမလဲဒါလီဗာပူးတိုင်တယ်ကိုဒါချန်ပီယံလိတိုင်တယ်ကိုရေပန်းစားနေတဲ့လီဗာပူးကဒါ PSG ကိုအင်္ဂလန်ကိုနှစ်ကြော်စလုံးအသာမကစားနိုင်မဲ့နဲ့ခန်းစစ်နဲ့ကစားပြီးပြုတ်သွားခဲ့ရပြီဒီနေ့မှာလည်းအဲ့ဒီ PSG ပွဲနဲ့လီဗာပူးကိုပဲကျွန်တော်တစ်ချက်စီထားမြပထမအကြော်တုံးက1တကိုးပဲတာတယ်လီဗာပူးကအင်္ဂလန်မှာရှုံးသွားတယ်အခုရီယယ်မက်ထရစ်ကအင်္ဂလန်မှာတကိုးတာထားတယ်အဝေးကွင်းမှာမနေ့ကပုံစံလိုမျိုးတော့မဖြစ်တော့ဘူးလို့ထင်တယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ဒီပွဲကအချိန်ကိုလည်းမသွားတော့ဘူးလို့ထင်တယ်။ရီယယ်မက်ထရစ်ကအသာရသွားပြီးရင်အနောက်တေးကြရင်သူကနောက်တစ်ဆင့်တက်ပြီဗျ။ကြေးကကျွန်တော်နေကြည့်မယ်ဆိုရင်လည်းကြေးရကြည့်မယ်ဗျ။ကြေးရကြည့်ရင်တေးကြရင်လည်းမရှုံးတဲ့ကြေးမျိုးအက်တလက်တီကိုကတော့ပြား30ဆိုတော့ဒါရီယယ်နေရင်ပြား30တော့စားရမယ်အနေထားဒါရီယယ်ကတော့ဒါဒီနေ့ညမှာဒါတော်ဝင်မက်ထရစ်ဖြစ်ကြောင်းကိုတက်သေးပြမယ်ညလို့ကျွန်တော်ပြောချင်တယ်။အဲကြောင့်ဒီပွဲဒါရီယယ်ကတိုက်ဆက်ကထွက်လာတာဘာပဲဒါဘယ်နီရှက်ဒါရိုဒီနဲ့ဒါနောက်ကအဲ့ဒီအတွဲကိုတော့အက်တလက်တီကိုရဲ့ခံစစ်ကထိန်းနိုင်မယ်လို့တော့မထင်ဘူးဗျအဲ့လိုအနေထားမျိုးကျွန်တော်ကတော့ရီယယ်မက်ထရစ်အနည်းဆုံးတေးတော့ကစားနိုင်တယ်လို့ဒါအက်တလက်တီကိုမက်ထရစ်မှာသုံးသပ်ပါတယ်ဒါကြောင့်ဒီပွဲကျွန်တော်ရီယယ်မက်ထရစ်ဘော်ဒီကိုကြိုက်ပါတယ်ဒါနောက်ပွဲကတော့ဒါလိုတူရှင်းလေးပြောရမယ်ဆိုတော့အာဆင်နယ်နဲ့ PSV ဒီလိုပွဲမျိုးကတော့ဒါလစ်ဆောင်တာကောင်းတယ်လို့ပြောလို့ရတယ်ဒီပွဲမှာကျွန်တော်ကြည့်ရတော့အာဆင်နယ်ပြ PSV ကြေးကအဝေးကွင်းမှာဆိုပြားတရားအင်္ဂလန်ကကျွန်တော်ပြားတရားနဲ့တွက်ဆိုင်ဗျာအဝေးကမှတေးရှုံးအာဆင်နယ်က PSV ကိုတေးရှုံးပေးထားတယ်ဒီအင်္ဂလန်ရောက်တော့ဒါ1-50ဆိုတဲ့ကြေးမျိုးကိုပေးလာတယ်ပွဲရှင်ကြီးရင်တော့ဒါကြေးကတစ်တီကြေးလောက်ကိုဖြစ်ကောင်းဖြစ်သွားတယ်ဘာဖြစ်လို့ဆိုအင်္ဂလန်ကပြားတရားနဲ့တွက်ဆိုင်ဒီနေ့ကအလွန်ဆုံးပေးရမယ့်ကြေးကတစ်တီလောက်ပဲဖြစ်နေဆိုအခုလက်ရှိမှာတော့ဒါ30ကျော်40အာဆင်နယ်က1+40လောက်ဖြစ်တယ်ဂိုးပေါင်းကြီးမှာ3+60ဂိုးပေါင်းကြီးကဘာလို့မတရားဒါနေနေရတယ်ကျွန်တော်စဉ်းစားကြည့်1 minor ပေးပြီးရင် PSV ကိုဂိုးမပေးထားရလားပြောလို့မရဘူးအာဆင်နယ်က
ကိုးသိမ့်မဲ့လို့မရှိဘူးဆိုတာဒါတိတာတယ် PSV လို့အသင်းဖြစ်နေလို့လား PSV အသင်းဆိုဒီနေ့အာဆင်နယ်ကြာမှာဆိုးဆိုးဘောကတော်တော်လေးဖြစ်သွားတယ်အရင်နှစ်တည်းကချန်ပီယံလိဂ်တင်မှာဒါ PSV ဆိုတာအာဆင်နယ်ကိုတော့ဖြုတ်ဖူးရတဲ့အသင်းအဲ့လိုအနေထားမှာရှိတယ်ဒီနေ့ဒါအာဆင်နယ်ကဒါ1-50အင်္ဂလန်မှာပထမကြော9ဂိုးပေးထားတယ်ဆိုဒီကြီးကတော့ပေးရမယ်ဒါပေမဲ့ဒီနေ့ကဒါအာတီတာအတွက်အဲ့လောက်ထိအကျိုးမရှိတော့ sorry အကျိုးမရှိလို့ပြောလို့မရဒီပွဲကတော့နိုင်တော့နိုင်မှာပဲ sorry ဟာသုံးသက်တာတရှင်းလေးမှားတော့ဒီပွဲကနိုင်တော့နိုင်မှာမဟုတ်ပြဒီပွဲအရန်ကစားသမားတွေနဲ့ထွက်လာအောင်များတယ်ပထမကြော့မှာတော့ကကျွန်တော်လို့တော့ပထမကြော့မှာတော့က7-1ဆိုတဲ့ပုံစံမျိုး6ဂိုးအောင်ပြတ်ထားပြီဆိုတော့ဒီနေ့ PSV အနေနဲ့ပြန်လို့9ဂိုးထဲပြီး Arsenal ကိုနိုင်တော့ဆိုတာမဖြစ်နိုင်တော့ဖြစ်တယ်ဒါကြောင့်ညီကိုကြီးကဒီလိုပွဲမျိုးကိုလက်ဆောင်ရင်ချောင်းတင်တယ်မချောင်းရင်ကျွန်တော်ဒီလိုပွဲမျိုးကိုလက်မချောင်းလို့ရှိရင်မနေ့ကမှတော့ကျွန်တော်ပြောသလိုပဲပထမကြောကနိုင်ခဲ့တယ်ဂိုးပြတ်ထားရင်မှဒုတိယကြောအဝေးကွင်းတွေမှာလည်းနိုင်သွားတယ်အဲ့လိုအခြေအနေမျိုးဖြစ်သွားမှာအာဆင်နယ်ကဒီပွဲပြီးရင်လားရှယ်ဆီနဲ့ကစားရမယ်ဗျဒါပေမဲ့ရှယ်ဆီနဲ့ကစားရမယ်ဆိုပြီးမှဒါပြဿနာတော့အဲ့လောက်ထိတော့မရှိတော့ဘူးဘာဖြစ်လဲဆိုအိမ်ဝင်းပြီးရင်ပရီးမီးယားလိဂ်တိုင်တယ်ကသူ့အတွက်ဘယ်လိုပြောမလဲဒါတိတ်ခါပိုင်းကလောက်တာဖြစ်ချင်းဖြစ်သွားနိုင်တော့တယ်သူကမန်ယူနဲ့ပွဲကလည်းအတကုံဒါကန်ကောင်းလို့အနေထားနဲ့ကြောင့်မန်ယူနဲ့ပွဲတွေကတေးကြရတယ်အပိုင်ခွင့်ကြီးတွေမန်ယူကတော်တော်လေးရခဲ့တယ်ဂိုးကုန်း sorry ဂိုးသမားလက်စွင်းပြလို့လားအဲ့လိုအနေထားမှာမရှုံးခဲ့တာဒီနေ့အာဆင်နယ်ကကျွန်တော်ထင်ကြည့်ရရင်ဒီနေ့ပွဲကအရန်ကစားသမားတွေတော်တော်များများပါလာမဲ့အနေထားမှာရှိတယ်အာဆင်နယ်နဲ့လွယ်တော့မလွယ်ဘူးပဲဘာဖြစ်လို့ဒီပွဲသူနိုင်ခဲ့လို့ရှိရင်ရီးရဲမွန်အက်တလက်တီကိုနဲ့ကားမယ်အနေထားအဲ့ဒီနှစ်သင်းကတက်လာတဲ့အသင်းကကားမယ်ဆိုသူ့အတွက်မလွယ်ကူဆိုဘူးဆိုရင်မှသူ့တက်တိုက်တဲ့ဟာဒီဟာတစ်ခုပဲရှိတော့တယ်ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ချန်ပီယံလိဂ်ကိုတော့သူ PPC ကစားလာမဲ့အနေထားမှာရှိကျွန်တော်ဒီလိုကြေးမျိုးမှာအာဆင်နယ်အဲ့လိုထိအားစိုက်တယ်မလို့မထင်တော့ဘူးအရန်ကစားသမားတွေများများပြပြကိုအသုံးပြုထွက်လာဖို့ကိုများတယ်ပထမကြောဒါအာဆင်နယ်ကရှေ့ကဂိုးသွင်းမှုလို့မရှိဘူးဂိုးပေါက်ပြောက်နေပြီမှာ PSV ဘက်မှာ7-1ဆိုတဲ့ပုံစံမျိုးနဲ့ကန်တော့တယ်ဒီနေ့အင်္ဂလန်မှာတော့ဒါပေမဲ့အိတ်ပွဲပြီးလို့မန်ယူပွဲကန်ရင်ဂိုးပေါက်ကပြန်လို့ပျောက်သွားတဲ့အနေထားဒီနေ့ PSV ကိုလည်းအင်္ဂလန်ဖြစ်ပြီးမှဂိုးတော့ပြတ်မယ်လို့ကျွန်တော်မထင်တော့ဘူးဗျအဲ့လောက်ထိလည်းအားထင်မယ်လို့မထင်တော့ဘူးဒါကကြည်ကောင်းမဲ့ပွဲတော့လောက်ပဲဖန်တီးသွားမယ်အနေထားမှာရှိတယ်အဲ့လိုကြောင့်1-50ကြီးမှာဆိုရင်ကျွန်တော်က PSV body ကိုကြိုက်ပါတယ်ဂိုးပေါင်းနေခြင်းနဲ့ညီကိုတွေကတော့3+50ကြီးမှာဂိုးပေါင်းအပေါ်ကောက်ပါတယ်ဗျအမှန်တကယ်ပြောရရင်ဒီလိုပွဲမျိုးကလက်ရှောင်တာကောင်းပါတယ်ပထမကြောကဂိုးမတရားပြတ်သွားပြီဆိုဒုတိယကြောလုံးမလားမလို့ဘူးလားဆိုတော့ကျွန်တော်စဉ်းစားရနည်းနည်းကြက်သွားတဲ့ပွဲတွေဖြစ်တဲ့ကြောင့်ဒီလိုပွဲမျိုးကလက်ရှောင်တာကောင်းပါတယ်ဒါအက်စတွန်ဗီလာနဲ့ဒါ Club Brugge မှာဆိုတော့ဒါအက်စတွန်ဗီလာကဒါအက်စတွန်ဗီလာတည့်တဲ့အတိုင်းမှာဒါ1+50ကြီးကျိုးလာတယ်3+50 1+3+50သူ့အိမ်ကွင်းမှာပထမကျောင်းတော့3-1ဆိုတော့ဒါဘယ်လိုပဲပြောအက်စတွန်ဗီလာကတကူရတော့ရင်ကိုအိမ်ကွင်းမှာဆိုတော့ Club Brugge မလွယ်တော့ဘူးဗျဒါပေမဲ့ Club Brugge အိမ်ကွင်းမှာသွားကန်တော့ကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ဆိုရင်သူ့အနေနဲ့ Club Brugge က3-1ဆိုတဲ့ပုံစံမျိုးနဲ့ Aston Villa နိုင်တော့ပြီမှာ Club Brugge ကပဲဒါဘောလုံးပိုင်ဆိုင်မှုအသားနဲ့အတကုံဒါကန်ခဲ့တာဂိုးပေါက်ဒါအဆုံးသတ်မှုတွေတော်တော်လေးညံဖျားလွန်းကြီးတွေကဂိုးတွေမရတဲ့အနေထားအဲ့လိုအနေထားကြောင့်ဒီနေ့ Aston Villa နဲ့ Club Brugge ပွဲမှာဒါ1+50မှာဆိုအင်္ဂလန်ဖြစ်နေတဲ့ဒါ Aston Villa ပဲနေသိနေပဲဘာဖြစ်လို့ဆိုရင်ဂိုးအများကြီးပြတ်နေတာမဟုတ်2ဂိုးလောက်ပဲပြတ်နေတဲ့အနေထားဒီနေ့ကဒါ Inter ကဘယ်လိုပြောမလဲ1ပြေချုံးပေးရတယ်ပထမကြော့မှာနှစ်ခုပြတ်ပြီးမှဒုတိယကြောသူအဲ့ဒါတော့မနေ့ကကန်ကောင်းလို့ပင်လယ်တီနဲ့ကြောင့်2-1ဆိုတဲ့ရေစားဆိုဒါပေမဲ့အကိစ္စတော့မရှိပါဘူးသူတေးကြရင်တော့တက်နေရနေထားဆိုတော့ဒီနေ့ Aston Villa ကလည်းတေးကြတော့မရတော့ချုံးရင်တော့တက်သိနေပြတလုံးအသားနဲ့ချုံးရင်တော့မှဒါနောက်တစ်ဆင့်ကိုတက်သွားရဆိုတော့ဒါပေမဲ့ပြောလို့မရဘူးဆိုတော့ဒါအင်္ဂလန်မှာဖြစ်တဲ့အတွက်ကြောင့်ဒါပိုလို့တီချာသွားအောင်တော့ဒီဘက်ကို PPCC ကမှုလိုတယ်ဒါ Club Brugge ကလည်းပြောလို့မရ2ဂိုးဆိုတဲ့အနေထားကခဏလေးအတွင်းနဲ့ဖြစ်သွားနိုင်တယ်ဆိုတော့ဒီနေ့1+50ချင်းမှာ Aston Villa အားထည့်လာမယ်လို့ထင်တယ်ဒါ Aston Villa body ကိုကြိုက်ပါတယ်ဒီပွဲထဲမှာဆင်တော့ကျွန်တော်တို့ဒါ Lively ကိုကြိုက်တယ်ဘယ်လိုပဲဖြစ်ဖြစ်အိမ်ခွင်းမှာ PPC ကစားတဲ့ line လေးကဒီနေ့ကြေးမပေးလာဘူးတော့ဘူဂရီကြေးလာထားတယ်လို့ကျွန်တော်အသုံးသပ်ရှင်းပါတယ်အဲကြောင့် Lively ကိုကြိုက်တယ် Real Madrid နဲ့ Atletico မှာတော့ကျွန်တော် Real Madrid ကိုကြိုက်ပါတယ်ဒီနေ့ Real Madrid ဖြစ်ကြောင်းဒါတက်တည်ပြမယ်ညလို့ကျွန်တော်ကသုံးသပ်ရှင်းပါတယ်နောက်တစ်ခါကတော့ Arsenal နဲ့ဒါ PSV ကျွန်တော် Arsenal ဒီတော့ဂိုးတွေအများကြီးပြထားတော့လောက်တော့မလို့မထင်တော့ဘူးဒါ PSV ကိုကြိုက်တယ်ဂိုးအောင်ပေါ်ကိုကြိုက်တယ်ဒီပွဲကလက်ဆောင်တာတော့ကောင်းပါတယ်ညီကိုရင်းနေနဲ့လက်ဆောင်တင်တဲ့ပွဲမျိုးလို့တော့ပြောချင်ပါတယ်ဗျ။နောက်တစ်ခါကတော့ Aston Villa နဲ့ Club Brugge Aston Villa ကနှစ်ကိုးဆိုတာအချိန်မီဖြစ်သွားနိုင်တယ် Club Brugge ဆိုတာလည်းဒါအင်္ဂလိပ်မှာတောင်းတတာအဝေးဝန်းဖြစ်တဲ့အတွက်ကြောင့်လည်း
ပထမကြောရှုံးထားကြောဒီတိုက်လာမှာနှစ်ကိုကရကျင်ခဏလေးပဲဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ Aston Villa PPC ကစားလို့ရတဲ့ကြောင့်တလုံးရပြီးမှသူတလုံးရတော့ပိတ်ရှင်ပိတ်တော့ဗျာပိတ်လို့သူနောက်ဆုံးဂိုးရသွားတဲ့ဒါကလပ်ဘူးကဂိုးရသွားတဲ့တေးစင်တော့မှသူတက်မဲ့အနေထားမှာရှိသိနေဆိုတော့ Aston Villa နဲ့အနည်းဆုံးဒီနေ့ဂိုးအရင်အောင်ကပြီးမှပိတ်စော့ခြင်းနဲ့အနေထားကိုသွားမယ်ဆိုတော့1+50ကြီးမှာဒါ Aston Villa ပဲ body ပဲကျွန်တော်တို့ကနေရမှာလေဗျဒါကတော့ဒါဒီနေ့အတွက်ကျွန်တော်ရတာသုံးသက်ရှိလေးပါကျွန်တော်ဒါတပွဲကောင်းကို Telegram Channel မှာတင်ပေးသွားပါမယ်ဒါ Telegram Channel ကိုဒါမှာကျွန်တော်သိနေဒါညီကိုလေးကိုတော့ကျွန်တော်ဒါအခုဗီဒီယိုအောက်က comment မှာကျွန်တော် link လေး share ပေးထားပါမယ်ဗျ